အားလုံးပဲမြင်လာပါခင်ဗျာကျွန်တော်အခုဒီနေ့ sharing လုပ်ပြသွားမယ့်အချက်လေးကတော့ကျွန်တော်နိုင်ငံခြားရောက်နေတဲ့ညီကိုမောင်နှမတွေအကုန်လုံးအတွက်မဟုတ်ပေမဲ့တူတယောက်အတွက်အသုံးဝင်မယ်လို့ထင်လို့ကျွန်တော် sharing လုပ်ပြတာပါဘာအကြောင်းအရာပြောရမလဲဆိုတော့အလုံးချိန်အလုံးလုံးနေတယ်ပေါ့စက်ယုံအလုံးယုံနေလုံးနေကြတယ်လူငယ်တွေဘာကြောင့်ငါဒီအလုပ်ကြီးမလုပ်ချင်တော့ဘူးငါအလုပ်ထွက်ချင်နေပြီဆိုပြီးတော့ဘာကြောင့်ခဏဒီຢာတွေကြားရတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးကျွန်တော်ပြောပြဖြစ်ပါတယ်အဓိကလုပ်ငန်းခွင်ထဲမှာကိုယ့် AC ပဲနေခြင်းနဲ့ပတ်စံချမယ်မြန်မာနိုင်ငံမှာရှိတဲ့ကိုယ့်ရဲ့မိသားစုတွေကိုပတ်စံပို့မယ်အဲ့လောက်ပဲခေါင်းထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်တော့အဓိကအကြောင်းရင်းကတော့အလုပ်ရဲ့အကြောင်းအလုပ်ထဲမှာပဲထားခဲ့ပေါ့နော်ပြောရှင်အလုပ်ထဲမှာဝနာ possibility လုံးမယ်လုပ်ဖို့ကင်ဘက်ကလည်းမြောက်တို့ပင်ကောဘာညာပေါ့ဒါပေမဲ့ကိုရှိမှာကျတော့အကောင်းကြီးပေါ့နော်အရင်ချစ်ကြတဲ့တကယ်ကြီးတွေပေါ့နော်ဒါပေမဲ့ကိုနောက်ွယ်ရမှာကျရင်တော့တမျိုးတွေဖြစ်ကြတာပေါ့နော်ကိုအလုပ်ကိုလုပ်ပဲဘသူကဘာပြောကိုအလုပ်ကိုလုပ်တတိယဘာခိုင်းလဲအဲ့ဒီခိုင်းတဲ့လုပ်ပဲကိုလုပ်လိုက်စကားလည်းအရင်မများနဲ့ပေါ့နော်အဓိကတော့တီးခံပေါ့နော်တီးခံခြင်းဒီအရာအားလုံးအဆင်ပြေပါတယ်ဒေါသတွေထွက်ပြီးတော့လို့တစ်ခုလှုပ်လိုက်တဲ့အချိန်ဒီမှာအမှားကြီးတွေအများကြီးဖြစ်နိုင်တာပေါ့နော်လူချင်းစကားကိုဘယ်လိုမျိုးလဲတဲယူပို့ဆောင်တဲ့ဟိုကလက်ပို့ဒီကလက်ပို့အဲ့ဒီဟာတွေကိုလည်းအကယ်လက်ပို့လို့ရှိရင်ကိုနားထမှာပဲနားထောင်လိုက်ပါကိုအကြောင်းလည်းပြောနေမယ်ဆိုတော့ကိုနားထမှာပဲနားထောင်လိုက်ပြီးတော့ကိုအကြောင်းသူကမောင်ဖြူကမင်းအကြောင်းပြောနေတယ်အဲ့တော့မောင်ဖြူကငါ့ကိုလည်းပြောတာမှမဟုတ်တာဒါပေမဲ့ तू လည်းပြောတယ် तू ကကိုယ်လည်းပြောပြတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်တယ်ပါညာကို okay तू ပြောတာလည်းမောင်ဖြူကပြောတာမှန်ချင်လည်းမှန်မှာပေါ့နော်မှားချင်လည်းမှားမှာအဲ့လိုမျိုးကြရင်ကိုကနားထောင်လိုက်မယ် तू ပြောတာကိုပြင်စဉ်းစားလိုက်မောင်ဖြူကငါ့ကိုဒီလိုပြောတဲ့အတိုင်းအတာတစ်ခုမှ तू ပြောနေတာမှန်လားမှန်နေရင်ကိုကပြင်လိုက်အကယ် तू ပြောနေတာမှားနေတာလားမှားနေလို့ဆိုရှင်ဟာငါလုံးဝ100%မှန်တယ်ဆိုပြီးတော့ဖြဲမယ်တော့တော့လူငယ်ခေတ်စကားဆိုဖြဲမယ်ပေါ့လုံးဝမှန်တယ်ဆိုရင်အဖြစ်ဒါပေမဲ့အဲ့လိုမျိုးတော့ဖြဲစရာမလိုပဲနဲ့ကိုယ့်ဘောင်ကိုပဲနေလိုက်တာတဲ့ဘယ်လိုမျိုးလဲအောင်မြင်ခြင်းတစ်ခုကိုရတာပေါ့နော်ပြီးလို့ရှိရင်ဘရော့မဲ့ဖြစ်အဓိကအရေးကြီးဆုံးအချက်ကစကားကိုအကုန်မပြောရဘူးပေါ့နော်ဒါကြီးငါလာစားမင်းသူငါတကယ်ကြလည်းမေးတယ်ဒါကြီးမင်းလာစားဒီလာဘလောက်ထွက်လဲပေါ့ကိုယ့်ရဲ့လာစားကိုဘရော့မဲ့ဖြစ်လူတယောက်အကုန်မပြောဥမာကိုက1000ဝဲရတယ်ပေါ့ကွာငါဒီတလားကတော့9000ကျော်ပဲထွက်တယ်သားကြီးဘာလို့လဲသူနဲ့ကြောင့်လေဘင်းတူပါဟုတ်မလားအဲ့လိုမျိုးဆိုတော့ဟာမင်းလည်းလူပဲငါလည်းလူပဲဆိုပြီးတော့တယုံထဲမှာပဲလုံနေရပြီဘယ်လိုမျိုးလဲမင်းကဘာကြောင့်လာတာတွေပုံများတာလဲဟိုတဆိုင်ထဲမှာလုံနေမင်းဘာကြောင့်လာတာတွေပုံယုံနေပြတာဒီအကြောင်းအရာတွေကတော့ဟိုခိမီတိုးတက်တဲ့နိုင်ငံတွေမှာဆိုတော့လုံးဝပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မျိုးဒီဘက်တိုင်းဝိုင်းတွေမှာကျတော့ရှိကြတယ်မြန်မာနိုင်ငံမှာဆိုပိုရှိပါတယ်ဘယ်လိုမျိုးရှိလဲဆိုတော့ကိုတော်တွေဖြစ်တယ်ကိုဦးလေးတွေဖြစ်တယ်ကိုမိသားစုတွေဖြစ်တယ်ဟာတလားဘယ်လောက်ရလဲဆိုတော့ဟိုအတုံးနှုံးရအမြင်မေးကြတာပေါ့နော်အဲ့ဒီဟာကတခြားနိုင်ငံမှာဆိုရင်တော့ဘယ်လိုလဲလူတယောက်ရဲ့ personal ကိစ္စတွေပေါ့နော်ဒါတွေကမမေးသင့်တဲ့ຢာတွေဒါပေမဲ့တော့မီယိုခလာရိုးရာကြီးဖြစ်နေလို့လားဘာလဲတော့မသိဘူးပေါ့နော်အဲ့လိုဖုန်းဆက်မြင်တလားဘယ်လောက်ရလဲဘာညာအဲ့လိုမေးကြပါတယ်တလားသိန်း100ရလဲသူတို့နဲ့ဆိုင်ပေါ့နော်ကိုယ်နဲ့ပဲဆိုင်တော့နော်အဲ့ဒါတော့ဘောရိုးသားနဲ့ပဲနေပါပေါ့နော်ရိုးသားရိုးသားလုံးနေလည်းမကောင်းဒါပေမဲ့လုံးဝရိုးသားနေလည်းလူတယောက်ဘာမှခုခေတ်မှာအသေးအတိုင်းပဲဟိုဖြန့်နေရများငန်းခွေမှာဖြစ်ဒါကတော့အပြင်လောကမှာဖြစ်လူတိုင်းကို respect ထားပြီးပေါ့နော်ကိုထက်ငယ်တဲ့လူပဲဖြစ်ကိုထက်ကြီးတဲ့လူပဲဖြစ်ဥမာဒီကောင်ကဘာလုပ်တယ်ပန်းရောင်းစားတယ်ပေါ့ပန်းရောင်းစားတယ်ဒါသူတမအာဒီပဲကြကြလုံးနေသူအလုပ်တွေအတွက်ကိုဘယ်လိုလဲဆိုအားပေးရမှာပေါ့နော်ဟိုအခုခေတ်လူငယ်တော်များဖြစ်နေတဲ့အကြောင်းအရာမောင်ဖြူကဘာလုပ်နေပြီလဲငါဘာမှမလုပ်อ่ะ तू ကဘာလုပ်နေလဲအဲ့ဒီဟာတွေကိုလိုက်ပြီးတော့လိုက်ကြည့်နေပြီးတော့မနာလို့တဲ့သူကတအားများသွားတာခုခေတ်လူကဒါကတော့မနာလို့တဲ့ကိစ္စမှာပတ်စံရှိတဲ့တိုင်းဝမ်မှာလည်းရှိသလို
ပတ်ဆက်မရှိတဲ့အတိုင်းဝိုင်းလေးမှလည်းဒီပြဿနာရှိပြီးသားပဲအဲကြောင့်မို့ကိုပေါ်တာကိုတငယ်ချင်းတွေထဲကဟိုထားပြီးတော့ဘယ်သူပဲဖြစ်ဘာပဲလုပ်ကိုကကြီးလိုက်တဲ့ဒီအလုပ်ကြီးအောင်မြင်နေတာသူလှုပ်လိုက်လို့သူကန်တယ်ဟိုအဆက်သွားပြီးတော့အောင်မြင်သွားလို့ရှိရင်လေဒါကိုရဲ့ပေါ်တာကိုရဲ့တငယ်ချင်းအလုပ်လုပ်လို့အောင်မြင်သွားဆိုရင်ဒါကတော့ကိုကတော့သူမအောင်မြင်ခင်အချိန်ရနေလို့ကိုကတော့ sporting ပြကိုတက်နိုင်တဲ့လောက်ကိုတက်နိုင်တဲ့ဘက်ကဘာပဲတက်နိုင်ဟိုမှာဥမာဟိုတတိကကွေးပါဗောနော်ဘာကိုတက်နိုင်တဲ့လောက်ဖြူစင်ဆုံးအကုန်လုံးဟိုပန့်ပိုးရမှာဗောနော်ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့အခုခေတ်ဒီဘက်ခေတ်လူငယ်တွေနဲ့ကျွန်တော်တို့ဘက်ခေတ်လူငယ်တွေနဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်ခေတ်လူငယ်ဒါဆိုကျွန်တော်တို့ကျတော့ဒီဘက်ခေတ်လူငယ်ရောအခုခေတ်လူငယ်ရောနှစ်ခုစလုံးမှီနေတဲ့ပုံစံဖြစ်နေတယ်အဲကြောင့်မို့နှစ်ခုစလုံးမှာရှင်တန်ခဲ့ရတာဗောနော်ဟိုဘက်ခေတ်ကလူငယ်တွေဆိုတော့အရန်ရိုးသားတယ်ရင်းရိုးရှင်းတယ်တကယ်ချင်းတွေတွေ့တောင်းစားမှုရည်ဒီလောက်ပဲရှိကြဒါပေမဲ့ဒီဘက်ခေတ်မှာကြတော့အတိဟာဒီထက်ကိုအများကြီးပို့လာတဲ့အရာတွေအများကြီးရှိတာဗောနော်ဒါတွေကတော့ပြောလို့မကောင်းလို့ကျွန်တော်မပြောတော့ပါဘူးဟိုလူငယ်တွေဆိုတော့သိပါတယ်အဲ့ဘားတွေကလေးရန်ပေါ်လာတယ်လူငယ်တွေအများကြီးဗောနော်အဲကြောင့်မို့ကိုယ့်ရဲ့ border တွေထဲမှာဘာအလုပ်ပဲလုပ်အဓိကအလုပ်ဖြစ်နေဖို့အဓိကပါပြီဗောနော်အခုခေတ်လူငယ်တွေကျွန်တော်တို့ပေါ့ကျွန်တော်လည်းပါတာဗောနော်ဒီချိန်မှမလုပ်ဘူးဆိုလို့ရှိရင်အသက်40မှာထားလုံးပါလားတချို့ရခဲ့တဲ့တင်ငန်းစာတွေကကျွန်တော်ရှိဟိုကျွန်တော်ရဲ့ဟို senior တွေပြောခဲ့တဲ့အတိုင်းပေါ့တက်ကြီးမှနောင်တရတာတော့ပါလို့အဲ့လိုမျိုးအဖြစ်ကိုလုံးဝမခံပါနဲ့ပေါ့နော်လုံးဝခိနဲ့ညီကိုနဲ့မအပ်ဆက်ဘူးကိုနဲ့အဆင်မပြေတဲ့အရာတွေဆိုရင်လုံးဝဟိုတမင်လဲပြန်အောင်လှည့်မကြည့်နဲ့ပေါ့နော်လုံးဝအကုန်လုံးပြစ်ချတာခဲ့ပေါ့နော်ကျွန်တော်ရဲ့ဟိုဘယ်လိုမျိုးလဲဆရာသမားပေါ့အတိမိတ်ဆွေတယောက်ကကျွန်တော်တုံတင်ဆုံးမသူလိုမျိုးပေါ့ငယ်ချင်းဆိုတာပေါ့နော်ဘယ်လိုမျိုးလဲလုံးဝဖြတ်တောင်းလိုက်လို့ချင်းဒုံးတီဖြတ်တောင်းလိုက်လို့ရတဲ့အရာတခုမဟုတ်ဘူးပေါ့နော်ဟိုဘယ်လိုမျိုးလဲအမြဲတမ်းပေါင်းနေရမှာတငယ်ချင်းဆိုတာလုံးဝအမြဲတမ်းပေါင်းနေရမယ်ဆိုတာဟိုလုံးဝအတိုင်းမင်းဟိုခေါ်ငါလိုက်ဒီခေါ်ငါလိုက်အဲ့လိုမျိုးမဟုတ်ဘူးနော်လုံးဝစွန့်လို့မရတဲ့ထက်မှာတငယ်ချင်းဆိုတာလည်းပါတယ်အောင်မြင်မှုတိုင်းရဲ့နောက်ွယ်မှာလည်းတငယ်ချင်းဆိုတာပါတယ်ပေါ့နော်ဟိုမွေးတဲ့ချမ်းသာတဲ့တာသမီတော့အဲ့ဒါတွေကတော့မဆိုင်ဘူးပေါ့နော်လုံးဝကိုတူကိုရှုံပြီးတော့လုံးဝကြိုးစားလာတဲ့လူတိုင်းဆိုရင်တော့ဒါအဓိကမိတ်ဆွေပေါင်းသင်းကောင်းဆိုတာတော့ရှိတင်တာပေါ့ကျွန်တော်ဆိုရင်လည်းအများကြီးရှိပါတယ်မိတ်ဆွေပေါင်းသင်းကျွန်တော်လည်းပေါင်းတဲ့သူတော်များအကုန်လုံးကောင်းပါတယ်ပေါ့နော်